မေကောင်းတဲ့ပုဂ္ဂိုလ်9ယောက်နာပမေစိတပါမာတာသပိတာသယရနာတရုနာပမေစိတပါမမေကောင်းမှုလေဘယ်ပုဂ္ဂိုလ်လဲမာတာလေဗျာအမေတဲ့နော်ပိတာလေဖတယ်ယရနာတဲ့နော်ဘုရားတရားကံမှာယရနာ3ပါးယရနာ3ပါးနောက်တော့ဓရုရဲ့ဆရာသမားယရနာ3ပါးနဲ့မိဘဆရာသမားပေါ့တနည်းအားဖြင့်ပြောရင်ပြောမယ်ဆိုရင်အဲ့ဒါကိုအနန္တောအနန္တ5ပါးလို့ပဲသုံးတယ်အဲ့ဒီအသုံးလုံးတွေကပို့ပြီးတော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေကပိုသိပါတယ်ယရနာ3ပါးနဲ့မိဘဆရာသမားဆိုတာဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောဝါဒပိတုဂုဏောအနန္တောအာစရိယဂုဏောအနန္တောဆိုလို့ပြောအနန္တဆိုတဲ့စကားလုံးလေးနဲ့သူကအထူးပြုပြီးတော့သူတို့ရဲ့ခုံကျေးဇူးကိုပေါ်ထုတ်တယ်မမေ့ကောင်းဘူးတဲ့သူတို့ရဲ့ခုံကျေးဇူးတွေဆိုလိုတာကတော့မိဘဆိုတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲယရနာ3ပါးနဲ့ဘုရားတရားကံကယရနာ3ပါးနဲ့သူကဓာတ်နဲ့ထားတယ်ဒါဂိုင်းနဲ့ထားတယ်လို့လည်းသုံးရနေတာပေါ့နော်တူတူထားတယ်ပြီးတော့ဥဇော်တိုက်တယ်အသေးပြတ်ပြုတ်ရတယ်လို့ဆိုလိုတာမမေ့တိုက်ဘူးတဲ့နတ်ပမေစိတမှာမာတာသပိတာသယရနာတရုမမေ့တော့ဘာလို့ပါမှာလဲဘာလို့ပါလဲတေတံပိသောပကာရယပိသောပကာရယဆိုတဲ့စကားလုံးလေးကိုမှတ်ထားပါတော့ပုတ်ခွဲလိုက်ရင်ပฏิဥပကာရယပฏิဆိုတာကထာလို့ဒိဋ္ဌိပဲဥပကာရဆိုတာကျေစုပြုတာခုဗမာတွေသုံးလို့ရှိတယ်ကျေစုဥပကာရတင်ရှိပါကြောင်းဆိုတာလေးတွေ့လိမ့်မယ်ကျေစုကတော့ဗမာလိုဆိုသူလည်းသိတယ်နောက်ကဥပကာရဆိုတဲ့စကားလုံးလေးကပါဠိစကားဗမာလိုကျေးဇူးလို့ထိတယ်ဆိုတယ်အဲ့ဒါမှတ်တာကျေးဇူးဥပကာရတင်ရှိတယ်ဆိုကျေးဇူးကလည်းကျေးဇူးပဲဗမာလိုကျေးဇူးပေါ့နောက်ကဥပကာရဆိုတာလည်းပါဠိလိုသုံးတာကျေးဇူးပဲကျေးဇူးဥပကာရတင်ရှိပါကြောင်းဆိုတချို့ကရပ်တဲ့ကျေးနဲ့ရေးတတ်တယ်အဲ့လိုမျိုးရမရတော့ဘူးကျေးဇူးဥပကာရဆိုတာကျေးဇူးဒီနေရာမှာပฏิဥပကာရနော်ပိသောပကာရခုသဒ္ဓါနိယဆိုသုံးတာဆိုကျေးဇူးတုံးဆက်တယ်ပြန်ပြီးတော့တုံးဆက်တယ်ပူဇဏကာတဗံတရားတဲ့နော်ပူဇော်မှုကိုအမြဲတမ်းခတ်တဲ့တရားဆိုတဲ့စကားလုံးလေးရတယ်ဒီနေရာမှာမှတ်ထားအောင်လို့သူကနေဆာဆိုတဲ့စကားလုံးနဲ့တူတယ်နေဆာတို့ဒုဝါတို့တရားလို့ဆိုတာကအမြဲတမ်းကိုဒိဋ္ဌိပဲအမြဲတမ်းပူဇော်မှုကိုပြုရမယ်အမြဲတမ်းပူဇော်မှုကိုပြုရမယ်ဆိုတော့အခုလိုကိုကြီးတိုင်းကြီးလုပ်နေရမယ်လို့ဆိုတာမဟုတ်ဘူးဗုဒ္ဓဘာသာဝင်တွေနေ့စဉ်နဲ့ပြန်မိမိတို့ပြုလုပ်တဲ့ကုသိုလ်တွေရှိတယ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေဒါနကုသိုလ်ဆိုတာလူတိုင်းကပေးကမ်းတာဆောင်ကြတာမနေ့မိုးလေးလာရင်တောက်တော်ရည်လေးကတ်တယ်ဖရာကြီးအရှင်ရည်လေးလုပ်တယ်နောက်ပန်းလေးတွေကတ်တယ်ပန်းရည်ချမ်းမမျိုးရအောင်လုပ်တယ်ဒါမိမိတို့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေပဲအမြဲတမ်းတာဃာတော်ရှင်မြတ်တွေကိုကြွလာတယ်ဆုံးလေးတစ်စုံလောင်းတယ်သီလရှင်ဆရာကြီးဆရာလေးတွေဆာလေးတစ်ယောက်မှလောင်းတယ်အဲ့ဒါနေ့စဉ်လုပ်တဲ့ကုသိုလ်တွေပဲနေ့စဉ်လုပ်တဲ့ကုသိုလ်တွေကိုအမေဖေကိုအမြတ်တမ်းပေးဝေတာပေါ့နော်မိမိတို့လုပ်တဲ့ကုသိုလ်ကောင်းကိုအမြတ်တမ်းပေးဝေတာအဲ့ဒီအမြတ်တမ်းပေးဝေတယ်ဆိုတဲ့စကားလုံးလေးကိုမှတ်တာဟိုမှာရေးတာကပဋိဌာနကုသိုလ်ကောင်းမှုရဲ့အဖို့ဒါနကိုပြီးတော့မျှဝေပေးလိုက်တာဒီမှာပေချာကြီးဖျောင်းတယ်တဲ့တိုင်းထောတာဖျောင်းတယ်တဲ့တိုင်းထောတာအဲ့ဒီဖျောင်းတယ်မှာမိတော်ကြီးကတော်လေးပဲရှိတာပဲလက်လက်လောက်ပေါ့ကလေးမတော်ရှိတာတောက်အဲ့ဒီတောက်နေတဲ့မိတော်လေးကိုနောက်ဖျောင်းတဲ့တိုင်းမိပြီးနောက်တစ်တိုင်းဖျောင်းတဲ့တက်နိုင်လို့အတိုင်းတရားကိုပို့လို့ဒီဖျောင်းတဲ့ဘူလာပထမတိုင်ကမိတော်ကြီးကရော့သွားတာရော့ဒီမိတော်လေးအတိုင်းပဲရှိနေတာပဋိဒါနရဲ့ကုသိုလ်ရဲ့သဘာဝကအဲ့ဒီတိုင်းအမြတ်တမ်းပြီးဝေတယ်မိမိတို့လုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကိုခလေးပြုလုပ်တဲ့ကုသိုလ်ကောင်းမှုပေါ့နော်ဘုရားဒီလိုအစုတိုင်းကြီးဆိုလိုတာမဟုတ်ဘူးနော်ဘုန်းကြီးဆိုလိုတာကအိမ်မှာနေစဉ်နဲ့လုပ်နေတဲ့ကုသိုလ်ကောင်းမှုတွေကိုဘာပဲဖြစ်နေတာဃာတော်ရှင်မြတ်တွေကိုမြင်ရတယ်တွေ့ရတယ်ဥပါရတယ်စကားပြောရတယ်ဆိုတဲ့ကတမနာနေသဒသနာဘာဝနာကုသိုလ်ဖြစ်တယ်အဲ့ဒါမှတ်ထားဖို့ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်တွေကဒါနကိုသိတယ်ဒါသူရတ္တဒါနပဲအာသီလကိုလည်းကိုယ်ကျင်တရားကောင်းအောင်ဆောက်ပြီးတာသိတယ်ဘာဝနာကုသိုလ်ကြတော့ရှုပ်ထွေးနေတတ်တယ်ဘာကိုပြောလဲဆိုတော့သိတာနားမလည်ဘူး။အိုးရိတ်တာတွေသွားတဲ့ဒီမှာ9ရက်စခန်းဝင်10ရက်စခန်းဝင်ဘာဝနာလို့ဖြစ်နေတာဘယ်ဟုတ်တယ်လဲအိမ်မှာဘုရားရှင်ဘွားလို့ရှိတယ်အိမ်နဲ့ဘုရားဘာသာဝင်တွေဟုတ်တယ်မလားဩဃာတဆိုပြီးဘုရားရှိခိုးတယ်အဲ့ဒါဘာဝနာကုသိုလ်မှတ်တာဗုဒ္ဓနုတ္တိဘာဝနာကုသိုလ်ဖြစ်တယ်ညစွာဘုရားဟောကြားတော်ရဲ့တရားတော်ရဲ့ဂုဏ်ကျေးဇူးတွေကိုအောက်မေ့တယ်အဲ့ဒါဓမ္မနုတ္တိဘာဝနာကုသိုလ်ဖြစ်တယ်
တန်ဃာတော်ရှင်မြတ်တွေကိုတွေ့ရတယ်တန်ဃာနုတ္တိဘာဝနာကုသိုလ်ဖြစ်တယ်ဘာဝနာဆိုတဲ့စကားလုံးလေးကိုမှတ်ထားအဲ့ဒါပါဠိစကားလုံးဗမာလိုဆိုရင်ပွားတယ်လို့အဓိပ္ပာယ်ထွက်တယ်ပွားတယ်လို့အဓိပ္ပာယ်ထွက်တယ်လက်ထက်မှာ၅ပြားရှိမှ10ပြားဖြစ်ပါ10ပြားရှိမှပြား20ဖြစ်ပါတစ်ကြက်ရှိမှတစ်ကြက်ဖြစ်ပါဟုတ်တယ်မလားအဲ့ဒါကိုပွားတယ်လို့ခေါ်တယ်ဒါမှတ်ထားကြပြားတစ်ချက်မှမရှိဘဲနဲ့ပွားတယ်ဆိုတာအဓိပ္ပာယ်ရှိပါမလားရှိပါဘူးဗျာဘုံတာမရှိဘူးပွားတယ်ဆိုတာအခန့်လေးရှိမှပွားတယ်အဲ့ဒါမှတ်ထားကုသိုလ်အခန့်လေးရှိမှထပ်ပြီးတော့အဲ့ဒီကုသိုလ်တွေကိုပြန်စဉ်းစားအခုဒါသီလဗုဒ္ဓဘာသာဝင်တွေပဲဗုဒ္ဓဘာသာဝင်တွေပဲ၅ပါးသီလဆိုတာခုနကဘုန်းကြီးပြောခဲ့ပြီးအမြဲတမ်းခန္ဓာကိုယ်ထဲမှာဒိဋ္ဌသီလနော်ဂရုဓမ္မအလေးနဲ့ထားပြီးတော့စောင့်ရှောက်ရတယ်ဘာသာဝင်မှန်သမျှဘယ်ပုဂ္ဂိုလ်မှသီလနဲ့ကင်းပြီးနေလို့မရတာဗုဒ္ဓဘာသာပဲအဲ့ဒါမှတ်တာပေါ့နော်ဘယ်ပုဂ္ဂိုလ်မှကင်းလို့မရဘူးဒါလူ့ကြောင့်နေဗုဒ္ဓဘာသာဝင်တွေခုနကဘုန်းကြီးဗမာလိုဆိုပေးခဲ့တဲ့၅ပါးသီလထိန်းသိမ်းစောင့်ရှောက်အောင်အမြဲတမ်းအဲ့ဒီသီလကုသိုလ်လေးတွေကိုပြန်ပြီးတော့ဆင်ခြင်စဉ်းစားနော်၅မျိုးရှိတယ်ခဏငါပဲသီလညာငါကျိုးပေါက်ပါလိမ့်ဘယ်သီလတွေငါလုံးကြုံလဲခဏကတော့၅ပါးလုံးငါလုံးကြုံတယ်ဘယ်အမှကိုမှမကျိုးမပေါက်ဘူးအဲ့ဒါလေးကိုပြန်စဉ်းစားတာအဲ့ဒါဘာဝနာကုသိုလ်ပဲအဲ့ဒါမှတ်ထားဘာဝနာကုသိုလ်အခုအချိန်မှာတော့ပွဲလမ်းတွေလုံးနေတော့အပြည့်တက်လေးနဲ့အခမ်းရတာနဲ့တော့ပွဲကြီးနေစိတ်ထဲခေါင်းထဲမှာအနှောက်အယှက်ဖြစ်နေကုသိုလ်ရှင်ကပိုင်ရှင်ကအဲ့ဒါမှတ်ထားကာယကံရှင်ကပွဲကြီးလမ်းကြီးကြီးလုပ်လေခေါင်းထဲမှာရှုပ်နေလေအဲ့ဒီအချိန်မှာဆိုရင်ဟိုဟာလိုမလားဒီဟာလိုမလားနဲ့မိမိရဲ့ကုသိုလ်ကောင်းမှုကိုပြန်ပြီးတော့မစဉ်းစားနိုင်ဘူးဟိုစိတ်ကြည်နူးမှုဖြစ်ဖို့နဲတာပေါ့ဖြစ်ပြဒီဘက်ခေတ်မှာဖြစ်နေပြီတဲ့ဟိုမှာတီဗီတွေရိုက်တာနော်ဟိုဘာပဲဖြစ်နေမိမိရဲ့ကုသိုလ်ကောင်းမှုတွေကိုညရောက်တယ်နောက်နေ့တွေရောက်တယ်နောက်နေ့တွေရောက်တယ်ဆိုပြန်စဉ်းစားလိုက်တဲ့အခါမှာပြန်ပေါ်လာတယ်ဘုန်းကြီးတို့တိဓမ္မတောကပင်းကြီးဆိုတာကြားဥကြပါပေါ့နော်ကဘာပေါ်မှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်ကျေးဇူးအများဆုံးရှင်ပြန်ကြီးပဲဖယားပရိနိဗ္ဗာန်စာပြီးအနှစ်200ကျော်မှသူကအိန္ဒိယနိုင်ငံမှာပေါ်လာအိန္ဒိယနိုင်ငံမှာပေါ်လာဗုဒ္ဓဘာသာဝင်လည်းမဟုတ်ဘူးသူ့ရဲ့မိဘမျိုးဆက်ဆက်တွေကဗုဒ္ဓဘာသာဝင်တွေမဟုတ်ဘူးသူ့လက်ထက်ကျမှထူးထူးချွန်ချွန်နဲ့သူကတကယ်ကိုဟိုဘုန်းကြီးတို့ဗမာတို့သူပြောမယ်ဆိုတော့တကယ်ဟိုတရားပေးတဲ့ပုဂ္ဂိုလ်ပေါ့တရားပေးတဲ့ပုဂ္ဂိုလ်လို့ပြောမှာသူ့လက်ထက်ကျမှသူဗုဒ္ဓဘာသာဝင်ဖြစ်တာဘလောက်တော်များအာဝဇ္ဇာကောင်းတယ်သူတရားပဲဗုဒ္ဓဘာသာဝင်ဖြစ်တာသူသာသမီညီမြင့်တွေကြတယ်ခါပြန်ပြီးတော့ဟိုဘက်ရောက်သွားတယ်လားဟိုဘက်ဘာသာဝင်တွေပြန်ဖြစ်ကုန်တာဒါကြောင့်မို့ဘုန်းကြီးတို့ကအဲ့ဒီပုဂ္ဂိုလ်ကြီးကတော့တရားပေးတဲ့တကယ်ဘယင်ကြီးပဲလို့ဗုဒ္ဓဘာသာဝင်တွေပြောလို့ရတာဒီကနေ့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာဝင်ကိုကိုးကွယ်နေတဲ့နိုင်ငံတွေခြေရဝါဒနဲ့မဟာယာနနဲ့တိုင်းတိုင်းရှိနေတယ်တောင်ပိုင်းဗုဒ္ဓဘာသာနဲ့မြောက်ပိုင်းဗုဒ္ဓဘာသာတွေခေါ်တယ်အဓိကအားဖြင့်ဘုန်းကြီးတို့တောင်ပိုင်းဗုဒ္ဓဘာသာဆိုတာခြေရဝါဒကိုခေါ်တာပေါ့ဘုရားပြိဋိဘံဆံပြီးအရှင်မကတ္တပမထေရကြီးကဘုရားရဲ့နှုတ်ကပတ်တော်တွေကိုတန်ခါယနာပြင်နေလို့ခေါ်တယ်စုပေါင်းပြီးတော့ရွတ်ဆိုကြတာတန်ခါယနာပြင်တာတချို့ကဒီကိစ္စကိုတန်ခါတော်တွေကဆောင်ရွက်လို့ခါကြီးနဲ့တန်ခါယနာပြင်နေလို့ထင်ရတယ်မဟုတ်ဘူးအဲ့ဒီစကားလုံးကခိုင်းနေတဲ့ခါကြီးတွေကပါဠိဘာသာမှာစကားလုံးအဓိပ္ပာယ်မတူဘူးကာကြီးခါဝေးခိုင်းတဲ့ခါကြီးဒီမတွေ့လို့လားနှလုံးကြီးကကတ်တာတတိယနဲ့စတုထပြကတ်ခိုင်းတဲ့တတိယခါကြီးကစတုထတန်ဃာတော်ရှင်မြတ်တွေကိုအိမ်ကိုရွတ်ခတ်ပြီးတော့ပြေးချင်းချင်းမအောင်ဘုရားဆိုရင်တန်ဃာတော်ရှင်မြတ်တွေကပြေးလေးကိုရိုးလေးပဲရွတ်သွားကြတာပဲဘုရားကတန်ဃာတော်ရှင်မြတ်တွေရွတ်တယ်လို့ပေါ့တပည့်တော်တို့အိမ်ကတော့ဘုရားအိမ်ကလည်းတိတ်ပြီးတော့ကျမ်းမာရေးလည်းမကောင်းကြဘူးတပည့်တော်တို့အိမ်မှာအာရည်ကြည့်အောင်ကမ္မဝါစာလေးနဲ့အရှင်ဘုရားတို့ချင်းမြင့်ကြပါအောင်ဆိုတော့တန်ဃာတော်ရှင်မြတ်တွေကခုနကအတန်မျိုးမဟုတ်တော့ဘူးအတန်ကြီးပြောပုံတယ်သူနာသူမေဗန္ဒီတန်ဂောဆိုအဲ့လိုဖြစ်ကုန်တယ်အဲ့ဒါကြီးကစလုံးလေးတစ်လုံးပေါ်တာမှတ်ထားပေါ့ခိုင်းနေတဲ့ခါကြီးနဲ့ကြွာသွားတာခိုင်းနေလေးကိုတော့ရိုးရိုးပဲကျွတ်တယ်ခါကြီးကြတော့တန်ဂောဆိုလို့ဖြစ်သွားတယ်အဲ့ဒါနော်တန်ဃာတော်ရှင်မြတ်ကြီးရွတ်တဲ့ဖတ်တဲ့ပရိယေကမောဇာလို့မှာအဲ့ဒါလိုတွေအတန်လေးပြောင်းကုန်တာသူစာလိုသုံးလို့ရှိရင်တော့ပိချိလာလို့ဒလိတာလို့ဂရုလို့လက်မှုလို့